အိမ်မက်တွေကိုတကယ်ပဲအကောင့်ထဲပေါ်သွားတော့မလားဆိုတာစောင့်ကြည့်ရတော့မယ်ဒိုမနစ်ဆိုဘိုစလိုင်းလီဗာပူးအသင်းအတွက်အဓိကအကြဆုံးအခမ်းကဏ္ဍအဖြစ်ပါဝင်ထားပြီးလက်ရှိပြသနေတဲ့ရှေ့စွမ်းအပေါ်အသင်းကြီးတွေစောင့်ကြည့်တာခံရခြင်းနဲ့ပတ်သက်လို့ကွင်းလယ်ကအင်ဂျင်ကြီးဒိုမနစ်ဆိုဘိုစလိုင်းရဲ့စွမ်းဆောင်ရည်ပိုင်းသုံးသက်ချက်လေးလုပ်ပေးသွားခြင်းပါတယ်အားလုံးပဲမင်္ဂလာပါအမိုင်လန်ဖူဘောမက်ကနေကြိုဆိုလိုက်ပါတယ်ညီပြကြီးရာကန်ကလပ်လက်ထက်2023-24ဘောလုံးရာသီမှာစလို့အသင်းနဲ့9နှစ်တက်တန်းစာချုပ်ရှုပ်ဆိုထားတဲ့ဒိုမနစ်ဆိုဘိုစလိုင်းဟာအခုဆိုလီဗာပူးမှာ3နှစ်မြောက်ဘောလုံးရာသီကိုဖျက်ဆီးနေပြီးစူဖလာအနေနဲ့ပရီးမီးယားလိနဲ့ကာရာဘောင်ဖလားတွေကိုစုခူးထားနိုင်သူပါအာနီစလာရဲ့ပထမဆုံးရာသီချန်ပီယံခီးလန်မှာကွင်းလယ်တိုက်စစ်အဖြစ်အကောင်းဆုံးရှေ့စွမ်းပြကစားထားနိုင်ကဒီခုနှစ်မှာတော့ပုံမှန် position ရဲ့လို့အတီးတကျရှိမနေတော့ပဲအသင်းရဲ့လိုအပ်နေတဲ့နေရာတိုင်းမှာအတီးငိမ်ဆုံးပုံစံကိုပြသထားနိုင်ပါတယ်ဒိုမနစ်ဆိုဘိုစလိုင်းအနေနဲ့သူ့ရဲ့နေရာမှန်ကွင်းလယ်တိုက်စစ်ပိုင်းမှာဆိုကမ္ဘာအကောင်းဆုံးကစားသမားတွေထဲပါဝင်နိုင်တဲ့အထိရှေ့စွမ်းကောင်းမွန်ပြီးကွင်းလယ်မှာတိုက်စစ်ကိုချိတ်ဆက်ပေးနိုင်မှုအင်မတန်အားကောင်းကနေရာလူတွေရှာဖွေရင်အသင်းပေါ်တွေအတွက်အခွင့်အရေးတွေဖန်တီးနိုင်စွမ်းနဲ့ကိုယ်တိုင်ကိုသွင်းယူနိုင်စွမ်းနဲ့မြင့်မားသူပါ defensive midfield role မှာဆိုရင်လည်း grabber နဲ့အတူတပယ်ပိုင်ပေါ်အဖြစ်ကစားနိုင်ပြီးဘောလုံးရှင်းထုတ်မှုအပိုင်းမှာထက်ပြိုင်ဘက်ကိုဖိအားပေးပြီးဟန်ချက်ပြက်စေဖို့နဲ့ကွင်းလယ်ဟာကွက်တွေမှာနေရာယူနိုင်ဖို့အသားပေးကစားတဲ့သူတူဖြစ်ပါတယ်ဆိုဘိုစလိုင်းဟာဆိုရင်ဒီရာသီမှာညာချမ်းတိုက်စစ်နဲ့ညာချမ်းခန်းစစ်မှာပဲအများဆုံးပွဲထွက်ကစားခဲ့ရပြီးဒီလို out of position မှာတော့သူဟာဘလို့ကစားသမားလဲဆိုတာတပွဲတဲ့တပွဲပိုလို့တက်တည်ပြလာနေတာပါဖူးဘက်ကစားသမားစစ်မဟုတ်သည့်တိုင်အောင်ဝင်ကာတီရဲ့ထိုးနှက်ချက်တွေကိုဖြုံနေမှာမဟုတ်ပဲအတက်စင်းတွေမှန်မှန်လောက်နိုင်ပြီးတိကျလွန်းတဲ့ဖြတ်တင်ဘောတွေတည်သက်လာတဲ့အပေးယူတွေနဲ့တကွကစားကွက်မှာလိုက်ရောညီတွေဖြစ်အောင်ကစားနိုင်ပါသေးတယ်အသင်းဘော်တွေရှေ့စွမ်းပြဖို့ရုန်းကန်နေရပြီးအသင်းမှာကစားဟန်တစ်ခုမတိဆောက်နိုင်သေးတဲ့အချိန်မှာတော့အခုလိုအရေးရှင်းကောင်းနေဇရိုက်ဆိုသလိုထုတ်ဖော်ပြသလျက်ရှိနေတာကြောင့်အသင်းကြီးတွေအတွက်အကြိုက်တွေ့နေစေခဲ့တာပါကစားသမားတိုင်းကမိမိတို့ရဲ့ပုံမှန် position အတွက်အကောင်းဆုံးဆိုတာမျိုးဖြစ်ဖို့စွမ်းကုန်အားထုတ်နေရသည့်တိုင်အောင်ကျွန်တော်တို့လီဗာပူးအသင်းမှာတော့ယခုလိုဆွဲဆောင်ရကစားသမားတယောက်တောက်ပနေတာဟာဝမ်းသာဂုဏ်ယူစရာအခြေအနေတည်းဖြစ်နေပါတယ်။ဒါပေမဲ့မျက်မှောက်ခေတ်ဘောလုံးလောကမှာအသင်းကြီးတွေဟာကစားသမားကောင်းတွေကိုလောက်ခလာစာအများပြားနဲ့ဆွဲဆောင်နေကြတဲ့အခိုက်အတန့်တွေလည်းရှိနေတာမို့ဒိုမနစ်ဆိုဘိုစလိုင်းလိုတာမန်တက်ဖို့တဲ့အရေးရှင်းနေတဲ့ကစားသမားကိုစာချုပ်တစ်ပေးဖို့အထူးလိုအပ်နေတာဖြစ်ကြောင်းအသင်းပိုင်ရှင်တွေကိုသတင်းစကားပါလိုက်ရှင်တာပါ။ညီကိုတို့ရောဒိုမနစ်ဆိုဘိုစလိုင်းရဲ့ယခုရာသီရှေ့စွမ်းအပေါ်ဘယ်လိုမြင်ပါသလဲ။လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရဒီလိုကစားသမားကောင်းတို့ကိုလက်မလွတ်ရစေရန်အများဆုံးစာချုပ်အသစ်ပေးဖို့လိုအပ်နေပြီလားဆိုတာကွန်မန့်မှာဝင်ရောက်မှတ်ချက်ပေးသွားလို့ရပါတယ်အသစ်တွေအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးလုပ်သွားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်